ဗုဒ္ဓဆိုတဲ့စကားလုံးကဘာပြောတာတုံးလို့ဆိုရင်တိသူဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဗုဇ္ဇတိတိဗုဒ္ဓောဆိုတဲ့ definition ပေါ့ဖွင့်ဆိုထားတဲ့စကားလုံးကတိတယ်တိသူဆိုတဲ့အဓိပ္ပာယ်ဘာတွေကိုတိတာတော့ဆိုလောကမှာတိเสียမှန်သမျှကိုတိတယ်တိเสียဆိုတာအမတန်မှများတယ်ဘုန်းကြီးတို့တိတာတထွာတမိုက်တောင်မရှိဘူးတိเสียတွေကအများကြီးမတိတာနဲ့တိเสียတိတာတွေကိုတွက်ကြည့်လိုက်မယ်ဆိုရင်မတိတာတွေကများပြီးတော့တိတာလေးကနည်းနည်းလေးပဲလက်တဆုပ်စာလေးလောက်ပဲကိုတိတယ်ကိုမတိတာတွေအများကြီးအဲ့တော့မြတ်စွာဘုရားကိုဗုဒ္ဓလို့ခေါ်တာဟာတိစရာတွေကိုအကုန်သိလို့ဗုဒ္ဓလို့ခေါ်တယ်ဒီလိုသိဖို့ကလွယ်သလားလို့ဆိုဘယ်လွယ်မှာတော့ကိုသိတာလက်တဆုပ်စာလေးပဲသိတယ်မြတ်စွာဘုရားသိတာကကြတော့လက်တဆုပ်စာမကဘူးအများကြီးသိတယ်မြတ်စွာဘုရားကတခါဟောတယ်တစ်တော်ထဲမှာတိရွက်လေးတွေကောက်ပြီးတော့လက်ထဲမှာဆုပ်လိုက်ပြီးတွေ့လားငါလက်ထဲကတိရွက်ကလေးတွေတောကြီးထဲမှာရှိတဲ့တိရွက်နဲ့ငါလက်ထဲမှာရှိတဲ့တိရွက်ဘယ်ဟာများတော့ဆိုတော့ရဟန်းတွေကိုမေးတော့ရဟန်းတွေကရှင်ဘုရားတဲ့တောထဲမှာရှိတဲ့တိရွက်တွေကအစမတန်များပါတယ်တဲ့ရှင်ဘုရားလက်ထဲရှိတဲ့တိရွက်ကဘယ်လောက်မှမရှိပါဘူးအဲ့ဒီတိုင်းပဲတဲ့ငါသိပြီးတော့မဟောတဲ့အကြောင်းအရာတွေမပြောတဲ့အကြောင်းအရာတွေကတတော်ထဲမှာရှိတဲ့တိရွက်တွေလိုပဲအများကြီးပဲတဲ့ငါသိပြီးဟောတဲ့တရားငါလက်ထဲမှာဆုပ်ထားတဲ့တိရွက်ဆုပ်ကလေးလောက်ပဲဟောတာတဲ့